နေ့ကျွန်တော်တို့အတူတူလေးလာကြည့်ကြမှာကအင်တအင်ရဲ့ပတ်ဝန်းကျင်ကအိမ်မှာနေတဲ့မိသားစုရဲ့ကံကြမ္မာကိုဘလို့များအရေးအယောင်နေပြနေလဲဆိုတဲ့ညမရှိရအယူစားတဲ့အကြောင်းပါပဲတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါပါဒါကတော်တော်လေးစဉ်းစားစရာကောင်းတဲ့မေးခွန်းတော့ဟုတ်တယ်မလားတချို့မိသားစုတွေဆိုနေရာတစ်နေရာထဲမှာနေလေးချမ်းသာလေးဖြစ်သွားတယ်ဒါပေမဲ့တချို့ကြတော့နေရာတစ်ကိုပြောင်းလိုက်တာနဲ့အလုပ်ကိုင်းတွေအဆင်မပြေဖြစ်အကျွေးတွေတင်ပြီးဒုက္ခရောက်သွားတဲ့ကြတယ်အဲ့ဒါဘာကြောင့်များဖြစ်နိုင်မလဲကဲဒီကြောင့်ကိုနားလည်ဖို့ဆိုရင်လေပထမဆုံးအခြေခံကြားတဲ့အချက်လေးတစ်ခုကိုလက်ခံထားဖို့လိုပါတယ်အဲ့ဒါကတော့အိမ်ဆိုတာအုပ်တဲဘီလက်မြေတွေနဲ့တိဆောက်ထားတဲ့အရာဝတ္ထုတက်မဟုတ်ဘူးသူ့မှာကိုယ်ပိုင်အသက်ကိုယ်ပိုင်စွမ်းရည်ရှိနေတယ်ဆိုတာပါပဲဟုတ်ပါတယ်ပြောရရင်တော့အိမ်ဆိုတာသူတည်ရှိနေတဲ့မြေကြီးရဲ့စွမ်းရည်တွေပြီးတော့သူ့ထဲမှာနေထိုင်တဲ့လူတွေရဲ့စိတ်ခံစားမှုတွေစွမ်းရည်တွေနဲ့အပြန့်လှန်အကျိုးပြုနေတဲ့သက်ရှိတစ်ခုလိုပါပဲဆိုတော့ဒီအိမ်ဆိုတဲ့သက်ရှိကြီးကကောင်းမွန်တဲ့အခြေအနေမှာရှိနေလားမရှိဘူးလားဆိုတာကိုပြသနေတဲ့နိမိတ်ပုံတွေကိုနားလည်ဖို့ဒီတွေးခေါ်ကအဓိကတော့ချက်ဖြစ်လာမှာပါဟုတ်ပြီဒါဆိုရင်အရင်ဆုံးကံကောင်းခြင်းတွေကိုဖိတ်ခေါ်တဲ့အပြုသဘောဆောင်တဲ့လက္ခဏာတွေအကြောင်းအရင်ပြောကြည့်ကြအောင်ကိုယ့်ရင်ပတ်ဝန်းကျင်မှာကြီးလို့အရာတွေရှိနေသလားဆိုတာကိုလည်းတစ်ချက်လေ့လာကြည့်လို့ရတာပေါ့ပထမဆုံးတစ်ခုကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒါကတော့တက်တန်းရင်တစ်ပင်ကြီးတွေပါပဲသူတို့ဟာအရေးအာဝါဒပေးယုံတက်မပဲနဲ့လေမြေကြီးရဲ့စွမ်းရည်တွေနဲ့တိုက်ရိုက်ချိဆက်နေတဲ့အဆောင်ရှောင်းတွေလို့ရှေးလူကြီးတွေကယူဆခဲ့ကြပါတယ်ဒီစကားကတော်တော်လေးအသေးပဲရှိတယ်ရှေးလူကြီးတွေကဘလို့ယုံကြည်ကြလဲဆိုတော့ဒီတစ်ပင်ကြီးတွေအမြင့်တွေဟာမြေအောက်ကငကားကြောလို့ခေါ်တဲ့ကဘာမြေရဲ့အသက်သွေးကြောလို့စီးဆင်းနေတဲ့စွမ်းအင်လိုင်းတွေနဲ့တိုက်ရိုက်ဆက်သွယ်ထားတယ်လို့ဆိုပါတယ်ဒီအကြောင်းကိုဥပမာအနေနဲ့ပြောပြရင်မော်ဝင်းမျိုးကမိသားစုတစုရဲ့ဖြစ်ရကတကယ်ကိုထင်ရှားပါတယ်သူတို့အိမ်ဝင်တွေကနှစ်တရာတက်တန်းရှိတဲ့ညောင်မင်းကြီးကိုမခုတ်ခင်အထိအရာရာအဆင်ပြေနေခဲ့တာဒါမဲ့ဝင်းချက်ချင်းလို့ခုတ်လိုက်ပြီးတနေ့အတွင်းမှာပဲကံကြမ္မာကတိတိတာတာကိုပြောင်းပြန်ထိသွားခဲ့တယ်လို့ဆိုပါတယ်ခဲနောက်ထပ်ကောင်းတဲ့နေမိတ်ကူကတော့ရေတွင်းပါဘယ်တော့မှမခန်းကြောက်တဲ့ကြည်လင်တဲ့ရေတွင်းကိုအဲ့ဒီမြေကွက်ရဲ့မျက်လုံးတောင်းပေါ်အသက်ထွေးကြောအဖြစ်တင်စားကြပါတယ်ဘာလို့လဲဆိုတော့ရေဆိုတာထဏဥစာနဲ့အသက်ရှင်တတ်မှုရဲ့အဓိကသင်္ကေတဖြစ်နေလို့ပါပဲဒီမှာလဲဥပမာလေးတစ်ခုရှိပြန်ရောရှားပိမြောက်ပိုင်းကမိသားစုတစုကသူတို့ရဲ့ရှင်းအောင်ရေတွင်းကိုမို့ပဲပို့ပြီးလှပအောင်ပဲပြင်ဆင်လိုက်တဲ့အခါအခုချိန်ထိချိပါတိုးတဲ့နေတော့ပဲလို့ဆိုပါတယ်ဒါပေမဲ့ကားကိုတော့စောက်ဖို့ရေတွင်းကိုမို့လိုက်တဲ့ကချားမိသားစုတစ်ခုကတော့မကြခင်မှာပဲစီးပွားရေးရောကျမရေးပါကြာဆင်းမှုတွေကြုံခဲ့ရတယ်လို့ဆိုပါတယ်နောက်တစ်ခုကတော့ငှက်ကလေးတွေပါငှက်တွေကိုတည်င်းကောင်းတည်ဆောင်လာရဲ့တန်တမာတွေလို့တင်စားကြတယ်လေသူတို့ဟာလုံခြုံပြီးအဖြူသဘောဆောင်တဲ့အသက်စွမ်းရင်ကောင်းတဲ့နေရာတွေကိုပဲအတိုက်ဆောက်ဖို့ရွေးချယ်တတ်ကြတယ်လို့ယုံကြည်ကြတယ်ဆိုတော့ကိုယ့်အိမ်မှာငှက်တိုက်ရှိတာဟာတဘာဝတရားကအတိမဖြူထားတဲ့လက္ခဏာတစ်ခုပါပဲဒီရှင်းစကားပုံလေကအရာအလုံးကိုအနစ်ချုပ်လိုက်သလိုပါပဲငှက်တွေကကိုယ့်အိမ်ကိုသူတို့ရဲ့နေထိုင်ရာအဖြစ်ရွေးချယ်ပြီးဆိုရင်ဒါဟာမျက်စိနဲ့မမြင်နိုင်တဲ့ကောင်းကြီးမင်္ဂလာတစ်ခုကိုရရှိထားတာနဲ့အတူတူပါပဲတဲ့ဒီအချက်တွေပြင်တခြားကောင်းတဲ့စွမ်းရည်တွေကိုပြတဲ့လက္ခဏာတွေလည်းရှိပါသေးတယ်ဥပမာအိမ်ရှိမှာကြည်လင်တဲ့ရေကန်လေးရှိတာအတီးအပွင့်ဝေစားတဲ့ဥယျာဉ်လေးရှိတာအိမ်ထဲကိုမနက်ခင်းနေရောင်ကြီးနွေထွေးဖြာချနေတာနောက်ပြီးပျော်ရွှင်စရာငတ်တန်တွေကလေးတွေရဲ့ရေတန်တွေဒါတွေအားလုံးဟာအိမ်ရဲ့ကောင်းမွန်တဲ့စွမ်းရည်လဲပတ်မှုကိုပြနေတဲ့လက္ခဏာတွေပါပဲဟုတ်ပြီကောင်းတဲ့နေမိတ်တွေအကြောင်းပြောပြီးပြီဆိုတော့အခုတစ်ဖက်ကိုလည်းကြည့်ကြည့်ရအောင်ဒါမဲ့နော်ဒီနေမိတ်တွေကိုကြောက်စရာအချိန်စားတွေဖြစ်မမြင်စစ်ချင်ဘူးသူတို့ကကိုယ့်ကိုတစ်ခုခုပြောပြချင်နေတဲ့အရေးကြီးတဲ့သတင်းစကားတွေအဖြစ်ရှုမြင်ဖို့လိုပါတယ်ဒါအရေးကြီးဆုံးချက်ပဲဒီဖြစ်ဖြစ်တွေကကြောက်ဖို့မဟုတ်ဘူးသူတို့ကယောဂလက္ခဏာတွေလိုပဲတခုခုတော့လွဲချော်နေပြီဟန်ချက်မညီတော့ဘူးဆိုတာကိုပတ်ဝန်းကျင်ကချက်ပြနေတာပါကိုယ့်ပတ်ဝန်းကျင်နဲ့ခွဲနေတဲ့မှုပုံစံကိုပြန်သုံးသပ်ဖို့တတိပေးခေါင်းလောင်းတန်တွေလို့မှတ်ယူရမှာပါဒီမှာတော့အဖြစ်များတဲ့တတိပေးချက်6ခုကိုတွေ့နိုင်ပါတယ်မြို့ရဝင်လာတာလင်းတို့ဝင်လာတာဒါမှမဟုတ်ပိုးကောက်မီးတို့ရုတ်တရက်ပေါ်လာတာမျိုးတွေပေါ့အရေးကြီးဆုံးကဘာလဲဆိုတော့တက်ဖြတ်တာမျိုးကိုရှောင်ပြီးတော့မီတာရှည်ထားတဲ့နီးလန်းနေနဲ့ဖြည့်ရှင်းဖို့ပါပဲဥပမာမြေကိုရင်သားသားလေးမောင်းထုတ်တာအိမ်ကိုတန့်ရှင်းရလုပ်ပြီးအလင်းရောင်များဝင်အောင်လုပ်တာမျိုးတွေကအပြုသဘောဆောင်တဲ့တုံ့ပြန်မှုတွေပဲဖြစ်ပါတယ်ကဲအခုဆိုရင်ကောင်းချင်းဆိုရင်နမိတ်တွေအကြောင်းကိုလေ့လာပြီးပြီဆိုတော့အားလုံးရဲ့အနှစ်သာရကိုကြည့်ကြရအောင်အိမ်နဲ့လူရကဆက်သွယ်မှုဟာတကယ်တမ်းမှဘလောက်တောင်နှဆိုင်တယ်လဲဒီစကားကအရာအလုံးရဲ့အချို့ချပါပဲဆိုလိုတာကအိမ်ရဲ့အပြင်ပိုင်းအခြေအနေဟာအိမ်ရှင်ရဲ့အတွင်းစိတ်အခြေအနေကိုထင်ဟပ်နေတဲ့ဆိုတဲ့သဘောပါပဲအိမ်ကိုတန့်ရှင်းစွပြအောင်ထားခြင်းဟာကိုယ်စိတ်ကိုကြည်လင်အေးချမ်းအောင်ပြုပြင်နေတာနဲ့ဘာမှမချပါဘူးနောက်ဆုံးတော့လေဘလို့တစ်ပင်ကြီးတွေဘ
လို့ရေတွင်းတွေရှိနေပါစေအကြီးမားဆုံးသောကန်ကောင်းခြင်းနမိတ်ကတော့အင်သားတွေခြားကနှွေးထွေးမှုကျမပြောရှင်မှုနဲ့အစည်းလုံးညီညွတ်မှုပါပဲလူတွေရဲ့ငြိမ်းချမ်းမှုကသာအရာအလုံးနဲ့တိုင်းတာမှုစံတော့အစမှန်ဖြစ်ပါတယ် ဒီတော့ဒီနေ့ရဲ့ရှင်းလင်းတင်ပြမှုအဆုံးမှာဒီမေခွန်းလေးတစ်ခုနဲ့ပဲညီကုန်းချုပ်လိုက်ချင်ပါတယ်ကိုယ့်ရဲ့နေအင်အားကိုယ့်ရဲ့စွမ်းရည်တွေကိုစုပ်ယူပြီးအချိန်နဲ့အများပြန်လဲထင်ဟပ်နေတယ်ဆိုရင်ကိုကဘယ်လိုစွမ်းရည်မျိုးကိုအမွေအဖြစ်ခြံထားခဲ့ခြင်းပါသလဲငြိမ်းချမ်းမှုတွေကိန်းအောင်နေတဲ့ခိုးလုံးရလေးတစ်ခုလားဒါမှမဟုတ်ဖီစီမှုတွေနဲ့ပြည့်နေတဲ့နေရာတစ်ခုလားအဖြစ်ကတော့မိမိတို့ရဲ့နေစဉ်လုံဆောင်မှုတွေထဲမှာပဲရှိနေပါတယ်